အခုနောက်ပိုင်းမှာဒီပညာတိုးတက်လာတယ်ညာစားတောက်ဆိုင်တွေမှာပါဒီ projection mapping ကိုတွင်တွင်ကျယ်ကျယ်အသုံးပြုလာတာဒီအနောက်တိုင်းနိုင်ငံတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီစားတောက်ပွဲတစ်ခုကိုမှာပြောလို့ရှိရင်ချိန်ကြာမြင့်စွာစောင့်စားအဲ့ချိန်မှာဆိုလို့ရှိရင်သူတို့ကဒီ projection mapping ကိုအသုံးပြုပြီးတော့စားသုံးတဲ့လူတွေစောင့်စားတဲ့အချိန်ပြင်မှာဒီစိတ်ရှည်ဖို့နဲ့သူတို့ဒီဟင်းပွဲတွေကိုကောင်းမှုစွာစားတောက်နိုင်လို့ပဲ story line တစ်ခုဖန်တီးပြီးတော့ဒီ projection mapping ကိုအသုံးပြုလာတာဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ကဒီစားတောက်တဲ့ပုံတွေပေါ်မှာဒါမှမဟုတ်လို့ရှိရင်တပွဲတွေဒီပကံပြားရဲ့ပုံမှာ projector တွေပို့ပြီးတော့ projection mapping အသုံးပြုတယ်ဥပမာထားပါတော့ကျွန်တော်တို့ကပင်လယ်စာသွားစားမယ်လို့ဆိုပါတော့နော်ပင်လယ်စာသွားစားမယ်ဆိုလို့ရှိရင်ဒီ story line ကလုံးဝပင်လယ်ရေရောက်တယ်ရောက်သွားတာမျိုးနောက်လို့ရှိရင်ငါးလေးတွေပစုံလေးတွေဒီပကံပေါ်မှာပုံပေါက်ပြီးသွားနေတယ်အဲ့လိုမျိုးစီမွန်မြင့်ဝင်တဲ့ story line တစ်ခုဖန်တီးလိုက်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကြည့်ရှုရတဲ့သူတွေကလုံးဝဝါကနေဖြစ်ပြီးတော့အံ့အားသင့်စေပြီးတော့စောက်စားရဲ့အချိန်ကိုလည်းကျွန်တော်တို့တော့မသိပဲနဲ့ကောင်းမှုစွာပုံဆုံးဖြတ်တန်းသွားနိုင်ပါတယ်